Hello မင်္ဂလာပါအခုဒီချက်ကိုလေဒီပုံလေးရဲ့ပတ်တန်လေးကိုလာမေးထားတဲ့အတွက်ကြောင့်ချဲပတ်တန်လေးပြပေးမယ်ဒီပုံလေးကဆိုရင်သူကအတွင်းကကြတော့ရင်ခံလေးနဲ့ပါအတွင်းကကြတော့ချဲတို့ဒီ stick collar အရှိခွဲလေးနဲ့ခြုံတယ်လေးလိုမျိုးချုပ်ထားတာဟုတ်ပြီနော်အတွင်းကရင်ခံကိုကြတော့လေချဲရဲ့ဝေါ်ထဲမှာရင်ခံပတ်တန်ကိုအသေးစိတ်လေးတင်ထားပေးတယ်အဲ့တော့သမီးတို့ကအဲ့ဒီမှာသွားကြည့်လိုက်ပါချဲကအခုဒီမှာဆိုလို့ရှိရင်တော့ဒီ stick collar နဲ့ခြုံတယ်လေးကိုပြပေးမယ်ဟုတ်ပြီနော်ချဲတို့ကပထမဆုံး stick collar ချဲတို့ဆွဲရမယ်ဆိုလို့ရှိရင်ချဲတို့ရဲ့လက်ပင်ပတ်လည်ကိုသိရမယ်ချဲတို့ရဲ့လက်ပင်ပတ်လည်တံမိုးကိုနှစ်နဲ့စားပေးမယ်အခုဒီမှာကြာတော့ချဲကလက်ပင်ပတ်လည်ရဲ့တံမိုးကို14လက်မလို့ထားလိုက်တာဟုတ်ပြီနော်ဒါဆိုရင်ဒီတံမိုးကိုနှစ်နဲ့စားမယ်ဆိုရင်ချဲတို့ရဲ့လက်ပင်တံမိုးက9လက်မရမယ်ဒါကပတ်တန်ဆွဲဖို့အတွက်ဟုတ်ပြီနော်တခုထပ်ပြောရမှာကချဲဒီအခုလိုမျိုးပညာဒါနတွေပေးတိုင်းမှာအမြဲတမ်းတစ်လက်မကို1 cm စကေးနဲ့ပဲပြပေးလေးရှိတယ်ဟုတ်ပြီနော်ဒီဗီဒီယိုထဲမှာပတ်တန်တစ်ခုလုံးကိုမြင်ရအောင်လို့ကဲဒါဆိုလို့ရှိရင်ချဲတို့ stick collar ဆွဲတော့မယ် stick collar ဆွဲတော့မယ်ဆိုရင်ချဲတို့ကခောက်ကြောင်းနဲ့ယူမှာဖြစ်တဲ့အတွက်ကြောင့်ဒီပတ်တန်ကိုတစ်ခါတည်းဒီလိုမျိုးလေးခောက်လိုက်တယ်ဟုတ်ပြီနော်ခောက်ပြီးတော့ရင်ချဲတို့ဒီမှာဒီဘက်ကနေဆွဲမယ်ဒီမှာမြင်းလေးတစ်ချောင်းဆွဲလိုက်မယ်အခုဒီမှာဆိုရင်ချဲတို့ရဲ့လက်ပြင်းတက်မိုးကိုတွတ်ထုတ်ထားတာဘယ်လောက်ရလဲ9လက်မရတယ်ဒါဆိုရင်ဒီအမှတ်ကနေပြီးတော့9လက်မဆိုတဲ့နေရာမှာအမှတ်လေးတစ်မှတ်မှတ်လိုက်မယ်ပြီးတော့ရင်ချဲတို့က stick collar များကိုဘယ်လောက်လိုချင်လဲတစ်လက်မကနေပြီးတော့တစ်လက်မကနေပြီးတော့တစ်လက်မခွဲအထိကိုယူကြတယ်ဟုတ်ပြီနော်တစ်လက်မကကြတော့ပုံမှန်လက်ပင်လောက်ပဲဆိုလို့ရှိရင်တော့တစ်လက်မယူတယ်လဲတန်းရှိတဲ့သူတွေကကြတော့တစ်လက်မခွဲယူတယ်အခုဒီမှာကြတော့ချဲကတစ်လက်မနဲ့ဆွဲကြပြီမယ်တစ်လက်မနဲ့ဆွဲမယ်ဆိုရင်ဒီကနေပြီးတော့အပေါ်ကို2လက်မတက်ရမယ်အခုဒီမှာဆိုရင်ဒီကနေပြီးတော့ဒီဆွဲထားတဲ့မြင်းကနေပြီးတော့အပေါ်ကို2လက်မဆိုတဲ့နေရာမှာတက်မယ်ဒီဘက်ကလည်း2လက်မဆိုတဲ့နေရာမှာအမှတ်လေးမှတ်မယ်ပြီးရင်သူ့ကိုဒီလိုမျိုးဘောင်လေးခတ်ပေးလိုက်မယ်stick collar ကြားကို1လက်မယူတဲ့အတွက်ကြောင့်ဒီမှာ2လက်မတက်ရတာအကယ်၍1ခွဲယူမယ်ဆိုလို့ရှိရင်3လက်မတက်ရမယ်ဟုတ်ပြီနော်ကဲပြီးတော့လို့ရှိရင်ဒီမြင်းရဲ့တန်မိုးကို3ပုံလိုက်မယ်နော်သမီးတို့ကတော့အတိအကျပုံမှာချဲတော့ဒီမှာမှန်းချေလေးနဲ့ပုံလိုက်တယ်ပြီးတော့ရင်ဒီဘက်ဘေးကနေပြီးတော့ဘလောက်တက်မလဲဆိုတော့ဒီကနေ1လက်မတက်မယ်1လက်မတက်တဲ့အမှတ်နဲ့ဒီအမှတ်လေးနဲ့ကိုလိုမျိုးလေးလာဆက်ပေးမယ်ဟုတ်ပြီနော်အဲ့ဒါပြီးသွားလို့ရှိရင်အခုဒီမှာဆိုရင်ဒီမြင်းရှိတယ်ဒီမြင်းကနေအတွင်းကိုဘလောက်ဝင်မလဲဆိုတော့4စိတ်ဝင်မယ်ဒီကနေပြီးတော့4စိတ်ဝင်မယ်4စိတ်ဝင်တာနဲ့ဒီမှာ1လက်မတက်ထားတာနဲ့ကိုဒီလိုမျိုးလေးဆက်ပေးမယ်ဟုတ်ပြီနော်ကဲပြီးတော့ရင်ဒီကနေပြီးတော့လေ1လက်မဆိုတဲ့နေရာလေးကနေပြီးတော့ဒီလိုမျိုးမြင်းလေးတစ်ချောင်းဆွဲလာမယ်ဒီလိုမျိုးမြင်းလေးတစ်ချောင်းဆွဲလိုက်မယ်နော်ကဲအဲ့ဒါပြီးသွားလို့ရှိရင်ခြေတို့ကအခုဒီမှာဆိုရင်ဒီမြင်းရှိတယ်ဒီမြင်းကနေအောက်ကိုဒီမြင်းကနေပြီးတော့အလဲမှတ်မယ်အဲ့အလဲမှတ်ကနေအောက်ကို2စိတ်လောက်ဆင်းမယ်2စိတ်လောက်ဆင်းပြီးတော့ခြေတို့ကဒီလိုမျိုးလေး white ပေးလိုက်မယ်ဒီအောက်နားကိုလည်းဒီလိုမျိုးလေးလာမယ်အနီလေးနဲ့ဆွဲလိုက်မယ်ဒါကကြတော့ခြေတို့ညှက်ထုတ်ရမယ် stick collar ကြားနေရဟုတ်ပြီနော်ကဲအဲ့ဒါပြီးသွားရင်အခုဒီမှာဆိုရင်ဒီကနေဒီအထိကိုပြန်တိုင်းမယ်တက်လက်မဒီကနေတော့ခြေတို့ကဒီမှာ4စိတ်ဝင်ပြီးတော့ဆက်လိုက်တာနော်ဆက်လိုက်တာဆိုတော့သူကတက်လက်မထပ်ပို့ပြီးတော့ကြော်နေရဲအဲ့တော့ဒီကနေပြီးတော့ခြေတို့ကတက်လက်မဆိုတဲ့နေရာကိုပြန်တိုင်းမယ်တက်လက်မဆိုရင်ဒီနေရာဖြစ်တယ်ကဲဒီအဝိုက်ကနေပြီးတော့ဒီအထိကိုဘယ်လောက်လဲဆိုတော့တက်လက်မနော်ဒီကနေပြီးတော့တိုင်းနိုင်မယ်1လက်မဆိုတဲ့ဒီနေရာလေးဒါဆိုရင်ဒီနေရာဒီဘက်ကိုကြတော့ဒီအမှတ်ဖြစ်သွားပြီဟုတ်ပြီနော်ကဲဒါဆိုခြေတို့ကဒီလိုမျိုးဆက်ဆွဲလိုက်မယ်ဆိုရင်ဒါဒီခြေတို့ရဲ့ stick collar ကြားလေးရပြီအခုဒီအတိုင်းညှက်ထုတ်လိုက်မယ်ဆိုရင် तू ကစမ်းစားပြီးဖြစ်နေတယ်လက်ပင်နေရာမှာဒီလိုမျိုးstick collar လေးကဒီလိုအတက်လေးလာမကြဘူးเนาะအတက်လေးမကြဘဲနဲ့နည်းနည်းစောင်းနေတယ်အဲ့တော့ခြေတို့ကဒီအတွင်းဘက်ကိုဒီကနေပြီးတော့အတွင်းကို3စိတ်လောက်ထပ်ဝင်မယ်ဝင်ပြီးတော့မှဒီလိုမျိုးလေးစောင်းလိုက်မယ်ဟုတ်ပြီเนาะကဲဒါဆိုရင်ခြေတို့ကဒီအပိုင်းလေးကိုညှက်ထုတ်လိုက်မယ်အဲ့ဒီမှာခြေတို့ကဒီထောင်းနေရာကိုဒီလိုတက်ကြီးမလို့ခြင်းဘူးနည်းနည်းလေးခုံလေးလို့ခြင်းတယ်ဆိုရင်ဒီလိုမျိုးလေးခုံလိုက်လို့ရတယ်ရမယ်เนาะကဲဒါဆိုရင်ညှက်ထုတ်လိုက်မယ်ကဲညှက်ထုတ်လိုက်ပြီးဆိုရင်ခြေရဲ့ stick collar လေးကဒီလိုပုံစံမျိုးလေးရပြီခြေကတော့အတက်လေးပဲညှက်ထားတယ်အကယ်သမီးတို့ကအဝိုက်လေးလိုချင်တယ်ဆိုရင်အဝိုက်လေးညှက်လို့ရတယ်
သူရဲ့ stick column ကြားလေးကိုဒီလိုမျိုးချဲလို့ဖြန့်လိုက်မယ်ဆိုရင်အဲ့ဒီမှာခြေတို့ကဒါကခြေတို့ရဲ့ stick column လေးဟုတ်ပြီနော်အဲ့ဒီမှာခြေတို့ကဒီအပေါ်နေရာလေးကနည်းနည်းလေးထောင်နေဆိုလို့ရှိရင်ဒီကနေပြီးတော့ခုနက3စိတ်ဝင်ထားတဲ့နေရာကနေပြီးတော့အတွင်းဘက်ကိုဒီလိုမျိုးထပ်ဝင်ပြီးတော့စောင်းပြီးလို့ရတယ် column လေးနှစ်ခုကဒီအောက် stick လေးနှစ်ခုကဒီအောက်ခြေမှာအတစ်လေးဖြစ်ရမယ်ကဲဒီလိုလေးဆိုရင်တော့ cherry ရဲ့ stick လေးကဒီလိုမျိုးဒီနေရာလေးမှာအတစ်လေးနဲ့ရပြီဟုတ်ပြီနော်ကဲဒီ stick column လေးရပြီဆိုရင် cherry ကအောက်ကခြုံတဲ့အတွက်ကို pattern ဖြတ်တော့မယ်ဆိုရင် pattern တစ်ခုကိုယူမယ်အခုလိုမျိုး pattern လေးကို၄ခေါက်ခောက်လိုက်မယ်၄ခေါက်ခောက်ပြီးသွားပြီဆိုရင် cherry ရဲ့ basic pattern အနောက်ခြမ်းတစ်ပင်းကိုဒီနေရာလေးမှာပြန်ဆွဲမယ်ဟုတ်ပြီနော် cherry ရဲ့ basic pattern အနောက်ခြမ်းတစ်ပင်းကဘေးဘက်ကိုဘယ်လောက်ယူထားလဲ260ယူထားတယ်ဘေးဘက်ကိုကြတော့သူက260ပါအောက်ကိုကြတော့တက်လက်မနော်ဒါက cherry ရဲ့ basic pattern ရဲ့လက်ပင် cherry ကဒီ cherry ရဲ့ကိုယ်တဲ့လက်ပင်မှာဒီလိုမျိုး stick column လက်တက်မယ်ဆိုလို့ရှိရင်ဒီလက်ပင်ရဲ့တမိုးကိုတဝက်ပြန်ဝက်ပေးရတယ်အခုဒီမှာဆိုရင်ခြေတို့ကတက်လက်မဆင်းထားတယ်အဲ့ဒီမှာခြေတို့ဒီ၄စိတ်ဆင်းတော့ကိုပဲယူမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီကနေပြီးတော့ခြေတို့က၄စိတ်ပဲဆင်းမယ်ဒါကခြေတို့ဒီ stick column တက်ဖို့အတွက်အနောက်ခြမ်းရဲ့လက်ပင်နားလည်မယ်နော်ကဲဒါဆိုရင်ဒီကခြေတို့ရဲ့လက်ပင်ကဒီဟာလေးဖြစ်သွားမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်ခြေတို့ဒီနေရာလေးကိုအရင်ဆုံးညှက်ထုတ်လိုက်ဒါဆိုရင်ခြေတို့ရဲ့အနောက်ခြမ်းတစ်ပင်ရသွားပြီဟုတ်ပြီနော်အဲ့ဒီမှာဆိုရင်အခုဒီမှာပတ်တန်ရဲ့အရှိကိုဒီလောက်ပဲထားလိုက်တော့ခြေတစ်ခါလေးဖြတ်ထုတ်ထားလိုက်တော့မယ်ဒါဆိုရင်ဒါခြေတို့ရဲ့အနောက်ခြမ်းတစ်ပင်ရသွားပြီအနောက်ခြမ်းတစ်ပင်ရပြီဆိုရင်ဒီပတ်တန်ကိုဒီလိုပြန်ဖြန့်လိုက်မယ်ပြန်ဖြန့်ပြီးရင်ခြေကဒီလိုမျိုးလေးခောက်လိုက်မယ်ဒါကခြေတို့ရဲ့အနောက်ခြမ်းလက်ပင်ဒါဆိုရင်ခြေတို့ဒီအရှိမအရှိခြမ်းအတွက်လက်ပင်ဖောက်ဖောက်ပေးရမယ်ဟုတ်ပြီနော်ခြေတို့ရဲ့လက်ပင်ပတ်လည်ကဘယ်လောက်ရှိလဲ14ရှိတယ်14ကကြတော့ခြေတို့ဆိုရင်ဒီအရှိဘက်ကိုဆိုဘယ်လောက်ဆင်းရလဲဆိုတော့3လက်မဆင်းရတယ်အခုဒီမှာခြေတို့ရဲ့ငကိုဒီလိုခောက်လိုက်မယ်နော်ဒီလိုခောက်လိုက်မယ်ကဲဒီလိုမျိုးခောက်လိုက်မယ်ဆိုရင်ဒီမှာသူငကိုဒီဘယ်လောက်ဆင်းထားပြီးသားလဲ၄စိတ်ဆင်းထားပြီးသား၄စိတ်ဆင်းထားပြီးသားဒီအရှိကို3လက်မဆင်းမယ်ဆိုရင်ခြေတို့ဒီကနေပြီးတော့2ခွဲပဲထပ်ဆင်းရတော့ဒီက2ခွဲရဲ့ဒီမှာ၄စိတ်ဆင်းထားတာနဲ့ဆိုရင်3လက်မဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့ခြေတို့ကဒီလိုမျိုးအရှိချမ်းလက်ပင်လေးကိုခြေတို့ဖောက်လိုက်မယ်ဒါကကြတော့ဒီအရှိချမ်းအတွက်လက်ပင်ဖြစ်သွားပြီဒါဆိုဒီနေရာလေးကနေညှက်ထုတ်မယ်ညှက်ထုတ်တဲ့ခါကျရင်တော့သတိထားဒီအနောက်ချမ်းကိုဒီလိုဖယ်လိုက်မယ်ဒီမှာအရှိချမ်းဒီအပိုင်းလေးကိုပဲညှက်ထုတ်မှာနော်အခုဆိုရင်ခြေတို့ကဒီလိုခြုံတဲ့အတွက်ကိုအနောက်ချမ်းလက်ပင်ရပြီအရှိချမ်းလက်ပင်ရပြီအဲ့ဒါရပြီဆိုလို့ရှင်တော့ခြေတို့ကဒီလိုမျိုးလေးပြန်ထပ်လိုက်မယ်ထပ်လိုက်ပြီးသွားရင်ကိုလိုချင်တဲ့အရှိကိုဖြတ်မယ်ကိုအရှိဘယ်လောက်လိုချင်လဲလိုချင်တဲ့အတိုင်းဖြတ်လို့ရတယ်နော်အခုဒီမှာကြတော့ခြေက10လက်မလောက်ဖြတ်လိုက်မယ်10လက်မဆိုတာခြေတို့ဒီမှာဒါဆိုရင်ပခုံးမြင့်ကနေပြီးတော့10လက်မခြေလေးဖြတ်လိုက်တယ်ဒီဘက်ဘေးကိုလည်းကိုဘယ်လောက်လိုချင်လဲကိုလိုချင်တဲ့လောက်ယူလို့ရတယ်အခုဒီဘက်ဘေးမှာကျတော့ခြေရဲ့ပတ်တန်မှာဆိုရင်10လက်မရှိနေတော့ခြေ10လက်မယူလိုက်တယ်ဟုတ်ပြီနော်ယူလိုက်ပြီးလို့ရှိရင်ကိုလိုချင်တဲ့အဝိုက်လေးတိုင်း white ပါ white ပြီးတော့ဒီကနေပြီးတော့ညှက်ထုတ်ပါအကယ်၍ဒီအတိုင်းသမီးတို့ကညှက်ထုတ်လိုက်မယ်ဆိုရင်အရှိနဲ့အနောက်နဲ့ကအဝိုက်တညီတည်းဖြစ်သွားတယ်ဟုတ်ပြီနော်အကယ်အဲ့လိုမညှက်ချင်ဘူးအနောက်ချမ်းကိုရှည်ရှည်လေးထားခြင်းနေဆိုရင်တော့အရှိချမ်းကိုတဝက်ပဲညှက်မယ်အခုဒီမှာဆိုရင်ခြေကဒါကအရှိချမ်းဒါကအနောက်ချမ်းเนาะအနောက်ချမ်းကိုရှည်ရှည်လေးညှက်ထားတယ်အရှိချမ်းကိုအတူလေးညှက်ထားတယ်ဒါကကြတော့ပတ်တန်ထဲမှာတော့ဒီအတိုင်းမဟုတ်ဘူးပတ်တန်ထဲမှာတော့အရှိနဲ့အနောက်နဲ့ကညှိတယ်အကယ်၍သမီးတို့ကအရှိနဲ့အနောက်နဲ့ကိုတညီတည်းလိုချင်နေဆိုရင်ဒီနေရာကနေပြီးတော့ဖြတ်ထုတ်လိုက်ရုံပဲဟုတ်ပြီเนาะအခုဒီမှာကြတော့ခြေကအရှိနဲ့အနောက်နဲ့ကိုအနောက်ချမ်းကိုပို့ပြီးတော့ပေးရှည်ထားတာရမယ်เนาะက
ကဲတညီတဲ့လို့ကျင်းနေဆိုရင်ခြေအခုဒီမှာညှက်ထုတ်လိုက်ပြီညှက်ထုတ်လိုက်ပြီးသားရင်ခြေတို့ဒီမှာအရှိချမ်းမှာဒီပတ်တန်လေးကိုပြန်ဖြန်းလိုက်ဒါကအရှိချမ်းမှာ तू ကဘာလုပ်ထားလဲခွဲချောင်းလေးယူထားတယ်ခွဲချောင်းယူရမှာပေါ့ခြေတို့က stick collar နဲ့တက်မှာဟုတ်ပြီနော်အဲ့ဒီမှာခြေတို့ကဒီမှာခြေတို့ရဲ့ stick collar လေးကိုဒီလိုမျိုးလေးလာတွဲလိုက်မယ်ဒီလိုမျိုးလေးခြေတို့ရဲ့ stick collar လေးကိုဒီလိုမျိုးလက်တွဲလိုက်မှာဟုတ်ပြီနော်ဒါကကြတော့ pattern set ကိုဖြစ်တဲ့အတွက်ကြောင့်မာနေလို့ပြီးသွားရင် तू ကဒီလိုနေရဒီအနားတွေထောက်ရှောက်မှာဖန်စီလေးတွေကို तू ကတွဲထားပြီးတာရမယ်နော်